ကျွန်တော်တို့ fork click ကမှာကျွန်တော်ပြတဲ့ဟာလေးပထမဆုံးတစ်ခုကလေးကိုဆွဲလိုက်လို့ရှိရင်ပစ္စည်းတွေတင်နေပေါ့နော်အပေါ်တင်နေတွန်းလိုက်ရင်တော့အောက်ပြန်ချတယ်ပေါ့နော်ပြီးရင်ဒုတိယတစ်ခုကကြတော့ပစ္စည်းတွေတင်ထားရင်းနဲ့ရှေ့ကိုပြုတ်ကြမှာကြောက်တော့ပါလေကိုယ့်ဘက်ကိုနည်းနည်းလေးပြန်ကော့တဲ့ဟာလေးပေါ့နော်တတိယတစ်ခုကကြတော့ကျွန်တော်တို့ဖားတဲ့ထွတ်လေးတွေအပေါက်ကလေးတွေထိုးတဲ့အခါမှာအကျဉ်းအကျယ်ညှိတဲ့ဟာပေါ့နော်နောက်ထပ်၄ခုမြောက်ကကြတော့ဘာလုပ်တာလဲဆိုရင်ကျွန်တော်တို့ပစ္စည်းတွေတင်နေရင်းနဲ့မှဘယ်ဘက်ညာဘက်မကိုက်လို့နည်းနည်းလေးရွှေ့ကျင်တဲ့အခါမှာအဲ့လိုမျိုးအုံလိုက်ကြီးရွှေ့လို့ရတယ်ပေါ့နော်သူမှအရန်ကြီးတော့ခက်ခဲရမရှိပါဘူးအောက်မှာကlever နဲ့ brake နဲ့ပေါ့နော်ပြီးလို့ရှိရင်ဟိုလိုဂီယာတွေရလို့အများကြီးမပါဘူးပေါ့နော်ရှေ့သွားခြင်းအဲ့ကခလုတ်လေးကိုရှေ့တွန်းလိုက်အောင်ပေါ့နော်နောက်ကိုဆုပ်ခြင်းနောက်ကိုပြန်ပြီးတော့ဆွဲလိုက်အောင်ပဲပေါ့နော်ဟိုအရန်ကြီးတော့မကတ်ခဲပါဘူးဒါပေမဲ့ဟိုအကျိုးကြားရတဲ့လောလောရတဲ့အခါမှာတော့ဖင်ကီယူဆက်ရတယ်ပေါ့နော်